Hello အားလုံးမင်္ဂလာပါဒါလေးတွေကိုမသိရင်တော့ထိုင်းနိုင်ငံမှာနေရတာတော်တော်လေးကိုခက်ခဲပါတယ်နော်ဒါလေးတွေကတော့ရှိတယ်မရှိဘူးဟုတ်တယ်မဟုတ်ဘူးသိတယ်မသိဘူးတွေပါအခုကတော့အင်္ဂလိပ်မြန်မာထိုင်းနဲ့သုံးမျိုးလုပ်ပေးထားတယ်ဒါပေမဲ့အခုကျတော့မြန်မာနဲ့ထိုင်းကိုပဲတင်ပြီးတော့မှဖြစ်ပါတယ်အင်္ဂလိပ်ကိုကျတော့ခဏလေးဘေးချိတ်သွားမှဖြစ်ပါတယ်နော်ဘာဖြစ်လို့လဲဆိုတော့အရင်ရောသွားလို့ပါโอเคရှိတယ်ဆိုရင်မီရှိတယ်မီမရှိဘူးမိုက်မီမရှိဘူးမိုက်မီရှိလားမီမိုင်းရှိလားမီမိုင်းရှိသေးလားမီอีกไหมရှိသေးလားမီอีกไหมဟုတ်တယ်ใช่ဟုတ်တယ်ใช่မဟုတ်ဘူးไม่ใช่မဟုတ်ဘူးไม่ใช่ဟုတ်လားใช่ไหมဟုတ်လားใช่ไหมသိတယ်รู้ဒါကိုကြတော့รู้လို့ရေးထားပါတော့ဒါမှအမှန်လာနဲ့လည်းရေးလို့ရတယ်รู้ဒီမှာထိုင်းနဲ့ရေးထားကြတော့รู้ဆိုပြီးရေးထားတယ်ဒါမှအတန်ထွက်တဲ့ချိန်ကြတော့รู้ဆိုပြီးတော့လည်းထွက်လို့ရတယ်တီးတယ်ဆိုရင်รู้မတီးဘူးဆိုရင်ไม่รู้နှစ်ခုလုံးသုံးလို့ရတယ်ပေါ့နော်တီးလားဆိုရင်รู้ไหมတီးလားรู้ไหมဒီရဲ့ဟိုဟာတွေထဲမှာကျတော့ရှိတယ်မရှိဘူးရှိလားဆိုရင်မင်္ဂလေးဆိုရင်มีไหมคะมีค่ะไม่มีค่ะมีไหมคะယောက်ျားလေးဆိုရင်มีครับไม่มีครับมีไหมครับရှိသေးလားဆိုရင်มีอีกไหมคะမင်္ဂလေးယောက်ျားလေးဆိုရင်มีอีกไหมครับမင်္ဂလေးနဲ့ယောက်ျားလေးကိုခနဲ့ ครับဆိုပြီးတော့ခွဲပေးထားပါတယ်နော်